လောလောဆယ်စိတ်ညစ်နေတဲ့အမျိုးသမီးလေးတွေရှိရဲစိတ်မပျော်ဘူးဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဝင်ကြည့်သွားပြီနော်ဆိုတော့လူအများစုကစိတ်ညစ်တယ်ပေါ့နော်ပြောကြတယ်ငါ့ကိုတော့ဖြင့်ဘသူကဘာလုပ်သွားပြန်ပြီငါ့ကိုတော့ဖြင့်ဘာတွေကစိတ်ညစ်အောင်လုပ်နေပြီပေါ့နော်အဲ့လိုအခြေအနေတွေလူတွေကိုကျမတို့တွေကအပြစ်တင်ပြီးတော့ငါတို့စိတ်ညစ်တာနင်တို့ကြောင့်ပေါ့နော်အဲ့လိုမျိုးကျမတို့ကပြောလို့ရှိကြပါတယ်အဲ့ဒီတော့လူတွေပြောကြတဲ့အတိုင်းပဲကိုယ့်ကိုစိတ်ညစ်စေတဲ့အကြောင်းအရာတွေကဒီလိုဟာတွေလားဘာတွေကြောင့်အခုချိန်မှာကိုယ့်ကိုစိတ်ညစ်စေတာလဲဆိုတာကိုကျမကို comment လေးမှာချရေးခဲ့ပေးပါเนาะအဲ့တော့လူတွေကဒီလိုစိတ်ညစ်တယ်ဆိုတဲ့ဟာကိုပြင်ပကအကြောင်းအရာတွေလူတွေဒါတွေပေါ်မှာကျမတို့ကဒါတွေကြောင့်စိတ်ညစ်တာဆိုပြီးကျမတို့ထင်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့ကျမတို့ကကိုယ်တိုင်ကြောင့်ပဲကိုယ့်ဘာသာကိုစိတ်ညစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုပြောလိုက်လို့ရှိရင်ချို့တွေကထူးဆန်းသွားလိမ့်မယ်မဟုတ်ဘူးကျမစိတ်ညစ်ချင်တာမဟုတ်ဘူးသူတို့တွေကကျမကိုစိတ်ညစ်အောင်လာလုပ်နေတာသူတို့တွေကဒီလိုဖြစ်တာသူတို့တွေကဒီလိုနေလို့ဒီလိုလုပ်လို့ဒီလိုပြောလို့ဆိုပြီးကျမတို့ထင်လိုက်မယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့သူတို့တွေဘယ်လိုလှုပ်သွားကိုကသူတို့လှုပ်သွားတဲ့ဟာကိုကယူပြီးတော့အဲ့ဒီဟာကိုကစိတ်ညစ်ဖို့ရွေးချယ်လိုက်တာသူတို့ရဲ့အပြုတ်မှုသူတို့အပြောတွေကိုကိုကကြည့်ပြီးတော့ဒါငါ့ကိုစိတ်ညစ်စေတဲ့ဟာပဲငါဒါကြီးကိုထက်ခါတွေးမယ်နော်ငါအိတ်မပြောတော့အောင်တွေးမယ်ဒီဟာပဲခေါင်းထဲမှာထားမယ်ဒီလိုမျိုးပြောသွားတဲ့စကားလေးကတစ်ခါပဲဒါပေမဲ့အဲ့ဒါကိုကိုယ်ကောင်းထဲမှာထက်ခါပြန်ယူပြီးတော့တွေးနေတာကအခါ100မကဘူးအခါ1000မကဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ကစိတ်ညစ်တာစိတ်မပျော်တာဖြစ်ပါတယ်ဆိုတော့အဓိကပြောချင်တာကဘာလဲဆိုရင်စိတ်ညစ်တယ်စိတ်မပျော်ရွှင်ဘူးဆိုတဲ့ဟာကကိုယ်တိုင်ရွေးချယ်လို့ဖြစ်ပါတယ်ကိုယ်တိုင်ရွေးချယ်ပြီးတော့ကိုစိတ်ညစ်အောင်စိတ်မပျော်အောင်စိတ်မချမ်းသာအောင်ကိုယ်တိုင်လှုပ်ထားတယ်ထက်ခါလေးတွေးတယ်ကိုယ့်ရဲ့အတွေးတွေကိုကိုကကောင်းတဲ့ဘက်ကိုမပြောင်းဘူးကိုယ့်ရဲ့အတွေးတွေကိုကိုကသတိမကပ်ဘူးအဲ့ဒါကြောင့်မို့လို့ကျမတို့ကဒီလိုစိတ်ညစ်စရာတွေကျမတို့ထက်ခါတွေးတယ်ပြန်ခေါ်တယ်ပြန်ခံစားရတယ်ပေါ့နော်ဒီလိုမျိုးတွေကျမတို့တွေကကြုံရတာပါဆိုတော့အဲ့လိုဖြစ်မဲ့အစားပေါ့နော်ကျမတို့တွေကစိတ်ကလေးကိုသတိကပ်ပြီးတော့ကောင်းတဲ့အရာလေးတွေပြောင်းတွေးတာမျိုးတွေကျမတို့ကလုပ်ပေးလို့ရပါတယ်အဲ့ဒီတော့စိတ်ချမ်းသာဖို့စိတ်ပျော်ဖို့ဆိုတာကကျမတို့ကားကြီးတွေကောင်းစားကြီးတွေရမှအိမ်ကြီးတွေအကြီးတွေရမှပတ်စံတွေဘလောက်ရမှပေါ့နော်ကျမတို့ကအဲ့ဒီဟာတွေရမှကိုစိတ်ပျော်မယ်ဆိုတာတော့မဟုတ်ဘူးပေါ့နော်တကယ်တမ်းချမ်းသာတဲ့လူဖြစ်ဖြစ်ဆင်းရဲတဲ့သူဖြစ်ဖြစ်စိတ်ကိုပျော့အောင်လို့ပေါ့နော်နေတတ်တဲ့သူကစိတ်ချမ်းသာအောင်ပေါ့နော်ဒီကစိတ်ချမ်းသာအောင်အေးချမ်းအောင်နေတတ်တဲ့သူကစိတ်ချမ်းသာရတယ်လို့ကျမတို့ပြောချင်ပါတယ်ဒါပေမဲ့ပစ္စည်းဥစ္စာတွေဆိုတာလေကိုယ့်အတွက်အကျိုးပြုသေးတဲ့အတွက်ကြောင့်မို့လို့ကိုမသေးခင်ကာလအတွင်းမှာပေါ့နော်ဒီအကျိုးပြုတဲ့အတွက်ကြောင့်မို့လို့ဒါမှမဟုတ်လေကိုသေးပြီးတဲ့အချိန်မှာဒီပစ္စည်းဥစ္စာတွေဆိုတာလေကြွားချမ်းသာမှုတွေဆိုတာလေဒီကုသိုလ်ကောင်းမှုအနေနဲ့ကျမတို့ကပြောင်းပြီးတော့ယူလို့ရတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့ဒါတွေကအရေးမကြီးလို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်ကချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဘာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘယ်သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုကစိတ်ချမ်းသာအောင်နေနိုင်မှစိတ်ချမ်းသာဖို့ကိုရွေးချယ်ထားမှစိတ်ချမ်းသာမယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ကစပြီးတော့စိတ်ချမ်းသာအောင်နေမယ်စိတ်ချမ်းသာဖို့ပဲရွေးချယ်မယ်ပေါ့နော်ကျမပြောချင်တာသူများကိုထိခိုက်အောင်လုပ်တာတွေပြောတာမဟုတ်ဘူးပေါ့နော်ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ကလေးကိုစိတ်ချမ်းသာအောင်လို့ထားတတ်အောင်လို့เนาะစိတ်ချမ်းသာအောင်နေမယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးခဲ့ပေးပါเนาะ